အလူပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Microsoft Word ထဲမှာလူကိုလေးလုပ်ကြမယ်ပေါ့နော်အစ်ဆက်ထဲကနေ test box နဲ့စာရိုက်ပါမယ်၃ကြောင်းလောက်ရိုက်ထည့်လိုက်မယ်ပေါ့နော်ကိုစိတ်ကြိုက် file လေးတွေချိန်ပြီးတော့၃ကြောင်းလောက်ကိုစာကြောင်း၃ကြောင်းလောက်ကို enter ခေါက်ပြီးတော့မှရေးသွားပါမယ် test box နဲ့စာရိုက်တာမှာလူချင်းတဲ့နေရာကိုရွှေ့သွားလို့ရတယ်ပေါ့နော် group line တွေကိုလူချင်းတဲ့နေရာကိုရွှေ့သွားလို့ရပါတယ်ရှေ့သင်ခန်းစာမှာလည်းပြောခဲ့ပြီးပါပြီပြီးရင်တော့ font design တွေ font size တွေကိုတော့ကိုယ်စိတ်ချိုက်ထားပါပေါ့နော်ကိုယ်စိတ်ချိုက်တွေလိုက်ခြင်းမဲ့ font design တွေ font size တွေကို test box နဲ့ရေးထားတာဖြစ်တဲ့အတွက်ဘေးကပေါင်လေးတွေကိုလိုက်ဖြုတ်မယ်ပေါ့နော်ရှေ့ fill no fill ရှေ့ outline no outline ဆိုပြီးတော့ထားပါမယ်ပြီးတော့ရှေ့ format ထဲကနေ word art ပေါ့နော် word art ကနေအဝိုင်းပုံလေးတစ်ခုကိုရွေးလိုက်ပါမယ်ပြီးတော့ကိုစိတ်ချိုက်လိုက်ပြီးတော့ရွှေ့မယ်ပေါ့နော်ချိန်မယ်ပေါ့နော်ဒီအလေအစာသားလေးကိုနည်းနည်းကြီးချင်းတဲ့အတွက်ချဲလိုက်ကြီးလိုက်ပါမယ်ဖောင်လေးကိုကြီးလိုက်ပါမယ်ပြီးရင်မကြိုက်သေးဘူးဆိုရင်ပြင်လို့ရသေးတယ်စိတ်ချိုက်ဖောင်လေးလိုက်ပြဖောင်ဆိုင်တွေလိုက်ချေရပြီဆိုရင်တော့ပေါ်ကနေ wine တွေထပ်ဆွဲမယ်ပေါ့နော် insert တွေက shake တွေကနေ cycle wine တွေယူလိုက်မယ်ပေါ့နော်ပြီးတော့မှဆွဲလိုက်ပါမယ်ပေါ်ကနေဖုံးနေဖြစ်တဲ့အတွက် shake feel ကို no free ထားလိုက်မယ် outline ကို which ကိုလည်းနည်းနည်းကြီးလိုက်မယ်ထူလေးဖြစ်သွားအောင်ပေါ့နော်ဝိုင်းလေးကိုစိတ်ချိုက်ပြင်မှာစာသားလေးနဲ့ဝိုင်းလေးနဲ့ကိုအဆင်ပြေအောင်မိုင်းမိမယ်ပေါ့နော်ပြီးရင်အပြင်ကဝိုင်းလေးကိုပဲ copy ကူးပြီးတော့မှခြုံပြီးတော့တွင်းထဲကိုထည့်လိုက်ပါမယ်ဒါဆိုတော့လိုအပ်တဲ့လူကူလေးတစ်ခုရပါပြီအဲ့လူကြည့်ကြအောင်နော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင် channel လေးကိုလည်း like and subscribe တွေလုပ်ပေးသွားကြပါအောင်ရှင်